န်လီခြေထောက်တန်ရရထားတော့ကိုတီးတယ်သူ့တငယ်ချင်းကျန်းတဲ့ဟာဟန်လီအိမ်ကိုညစာစားဖို့အတွက်စားစရာတွေလာဖို့ပေးပြီးအတူတူညစာစားခဲ့ကြပါတယ်ကျန်းတဲ့ဟာကိုယ့်ယူကားရနိုင်တဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ဟန်လီအဆင်ပြေအောင်ကလတ်ထိုင်တွေစပွဲတွေကိုလိုက်ရွှေ့ပေးနေတာကိုကြည့်ပြီးဟန်လီတယောက်သူ့ရဲ့စိတ်ထဲမှာတော့တိတ်တဆိတ်ဝမ်းသာပျော်ရွှင်မိတာပေါ့သူတို့နှစ်ယောက်ဟာပါဇက်အပြည့်ထမင်းတွေဖလုတ်ပလောင်းစားရင်းစားနောက်ရီမောနေရင်းနဲ့အချင်းချင်းကြင့်ကြံရေးအခြေအနေကိုမေးမြန်းခဲ့ကြပါတယ်စင်တန်ချက်ကအကြောင်းပြောတဲ့အခါမှာတော့ကျန်းတဲ့ဟာစိတ်ပြက်လက်ပြက်နဲ့သက်ပြင်းချပါတော့တယ်ကျန်းတဲ့ဟာပထမအဆင့်ပဲရှိသေးတာတောင်ပြင်းထန်တဲ့ဒါကျင်မှုတန်းကြောင့်သေလူနီပါကိုခံစားနေရတာပါညာတိုင်းအနက်သက်ဆိုးလာတဲ့စီးရီကန်ထဲမှာစိန်ုံနေတာမကပဲခန္ဓာကိုယ်နဲ့အယိုးတွေကြန့်ခိုင်မှုဆိုပြီးတမားတော်မောရဲ့ရိုက်နှက်ခြင်းကိုလည်းခံရပါသေးတယ်တကူလုံးကတန်ရာတွေကြောင့်အိယာတဲ့လဲလိုက်တာနဲ့နာကျင်လုံးလုံးတောင်အန်ကျိတ်ခံရတဲ့အထီကိုဒီကျင့်စဉ်ကကျန်းတဲ့အတွက်တော့တကယ်ကိုအိမ်မက်ဆိုးပါပဲကျန်းတဲ့ဟာဟန်လီရဲ့ဖုန်းကြီးတစ်ပါးလိုငိမ့်ငိမ့်ကြမ်းကြမ်းကျင့်ရတဲ့အမြင်မဲ့ကျင့်စဉ်ကိုအလွန်အားကျနေရှာပါတယ်ဟန်လီလည်းသူ့ထက်အစမတန်ခက်ခဲတဲ့ကျန်းတဲ့ကိုကြည့်ပြီးတနာယုံကလွဲလို့ဘာမှမတတ်နိုင်ပါဘူးဒါပေမဲ့ဒီလောက်နာကျင်တာတော့အရှုံးမပေးပဲမရိမ့်မရိုင်တောက်ခံနေတဲ့ကျန်းတဲ့ရဲ့စိတ်တက်ကိုတော့ဟန်လီတယောက်ရင်ထဲကနေအထက်ထက်လေးစားမိပါတော့တယ်ညစာစားပြီးလို့ကျန်းတဲ့ပြန်သွားတဲ့အခါဟန်လီဟာလေဝင်းလင်ထွက်ချုပ်လာသာပေါက်လေးပဲချမ်းပြီးပဒင်းပေါက်တကားအားလုံးကိုလုံခြုံအောင်ပေးလိုက်ပါတယ်ပြီးတော့လဲလာအိတ်ထဲကပလင်းစိမ်းလေးကိုထုတ်ပြီးကြည်နေမိတယ်ဒါပေမဲ့ခဏကြာတော့သူ့လဲပင်မန်းလွန်းလို့ပလင်းလေးပေါ်လက်တင်ရင်အိပ်ပျော်သွားခဲ့ပါတော့တယ်ရုတ်တရက်ရေခဲတမျှအေးဆက်လာတဲ့ခံစားချက်ကြီးကသူ့လက်ဖွားကနေတဆင့်ပြီးတဆင့်တကူလုံးကိုစီးဆင်းလာတာကြောင့်ဟန်လီတယောက်လက်နိုးလာပါတယ်သူ့အိတ်ချင်မှုတူနဲ့သူ့လက်ထဲကိုကြည့်လိုက်တဲ့အခါမှာတော့ဟန်လီကလန့်သွားပြီးတော့ပါဇက်ကတည့်ရည်တွေကျသွားမှဆိုတာနဲ့လက်နဲ့ချက်ချင်းအုပ်လိုက်မိပါတော့တယ်သူ့ရှေ့မှာမယုံနိုင်စရာထူးဆန်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပေါ်နေလို့ပါလာသာပေါက်ကနေဖြာကျနေတဲ့လာရောင်လင်းတန်းတွေဟာဟန်လီရဲ့လက်ထဲကပလင်းစိမ်းလေးစီကိုအလိုအလျောက်စုစည်းရောက်ရှိနေကြပါတယ်ပလင်းမျက်နှာပြင်ပေါ်မှာစံစိအရွယ်အဖြူရောင်လင်းဆက်လေးတွေအလွှာလိုက်ဖြစ်ပေါ်လာပြီးပလင်းလေးတစ်ခုလုံးကိုလွှမ်းခြုံထားတာပါဟန်လီဟာကြောက်ကြောက်လန့်လန့်နဲ့ပလင်းကိုအိယာဘောကပစ်ချပြီးအခန်းနောက်ကိုခုန်ထွက်ပြေးမိတယ်ဒါပေမဲ့ခဏနေတော့ပလင်းကဘာအန်ရဲ့မဖြူမှန်းတီလို့တဖြည်းဖြည်းချင်းပြန်တိုးကပ်ပြီးတော့ကောက်ယူလိုက်ပါတော့တယ်အနီးကပ်တေချာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီအဖြူရောင်လာရောင်လင်းဆက်လေးတွေကကိုယ်ပိုင်အသိစိတ်ရှိနေတယ်လို့မျိုးပလင်းထဲကိုအရင်ဆုံးဝင်ခွင့်ရဖို့အတွက်အချင်းချင်းတိုးဝေးတိုက်ခိုက်ပြီးပလင်းထဲကိုမရက်မနာစုပ်ယူခံနေရတာကိုဟန်လီကတတိပြူလိုက်မိပါတော့တယ်ဒါလူတွေမြင်လို့မဖြစ်ဘူးဟန်လီဟာအခန်းပြင်ကိုခိုးကြောင်ခိုးဝက်ကြည့်လိုက်တဲ့အခါမှာတော့ညတကောင်မို့ပိုးကောင်တန်တွေကလွဲပြီးဘသူမှရှိမနေတော့ပါဘူးသူဟာပလင်းလေးကိုအိတ်ထဲပြန်ထည့်ပြီးတော့သူဝေးကွာတဲ့ကွင်းပြင်တစ်ခုစီကိုအမြန်ပြေးထွက်လာခဲ့ပါတော့တယ်အရက်မျက်နှာအားလုံးမှာဘသူမှမရှိတာသေချာပြီဆိုတော့မှဟန်လီဟာပလင်းစိမ်းလေးကိုမြေပြင်ပေါ်ကိုညင်ညင်သားသားလေးချထားလိုက်ပါတယ်ပလင်းလေးကိုမြေပေါ်ချလိုက်ပြီးတိတ်မကြခင်မှာပဲကောင်းကင်နဲ့ပုံဝန်းကျင်ရက်လေးမျက်နှာလုံးကလာရောင်လင်းနှန်းတွေဟာအရှိန်အဟုန်ပြင်းပြင်းနဲ့ပလင်းစိမ်းလေးစီကိုထပ်မှန်ပြီးစူစီးရောက်ရှိလာကြပြန်ပါတယ်ဒီတစ်ချိန်မှာတော့အိမ်ထဲမှာတော့ငါထက်အစမတန်ပုံမှုထုတဲလာပြီးပလင်းစိမ်းလေးရဲ့ဘေးပတ်လည်မှာပကံဆေးစလုံးမရွယ်စားလောက်ရှိတဲ့ခန်းသားထဲဝါလာတဲ့အဖြူရောင်လင်းလုံးကြီးတစ်ခုဖြစ်တောက်ပစွာဖုံးလွှမ်းဖြစ်တည်ပါတော့တယ်ဟန်လီဟာစိတ်လှုပ်ရှားလွန်းလို့လေထဲကိုလက်သီးလက်မောင်းတန်းပြီးအားရပါရအော်ဟစ်လိုက်မိပါတယ်ဒီပြုမှုကသူဟာကလေးတစ်ယောက်ဖြစ်နေစေဆိုတာပေါ်လွင်စေတာပေါ့သူ့ရဲ့အထင်ကတော့ကွက်တိကိုမှန်သွားခဲ့ပါပြီပလင်းလေးကိုအခန်းချင်းထဲကနေကျေပြန့်တဲ့ကွင်းမြင့်ကြီးထဲကိုထုတ်လိုက်တဲ့အခါလာရောင်တွေကိုအစမတက်ပိုးပြီးစုပ်ယူလာနိုင်တယ်ဆိုတာဟန်လီကသိရှိခဲ့ပါတယ်ဟန်လီဟာပလင်းစိမ်းလေးရဲ့ဗဟေရီကိုဖြည့်ရှင်းမှုနီးစက်လာပြီဆိုတာသိရလို့ရင်ထဲမှာတုန်လှုပ်မတက်စိတ်လှုပ်ရှားနေမိပါတော့တယ်အာယုံတက်ချိန်ရောက်လို့အလင်းတန်းတွေပျောက်ကွယ်သွားတဲ့အခါဟန်လီကပလင်းဖုံးကိုဖွင့်ကြည့်ပေမဲ့ဖွင့်လို့မရသေးတာမို့ကြောက်သားခန်းစီကိုပြန်ပြီးကြင့်ကြံရပါတော့တယ်နောက်ထပ်ညအနှဲငယ်မှာလဲမရင်မတွက်နိုင်တဲ့လာရောင်လင်းပုံတွေဟာမီလီယံတဲ့တိုးဝင်တဲ့ပိုးဖလန်တွေလိုမျိုးပလင်းထဲကိုလောဘတကြီးဝါးမျိုးစုပ်ယူခြင်းခံရပြန်ပါတယ်ဒါပေမဲ့ရှေ့ရမြောက်နေ့ညမှာတော့အမှတ်မထင်ဖြစ်တဲ့ဖြစ်ပျက်တစ်ခုလေးကဖြစ်ပျက်ခဲ့ပါတယ်နိုင်ဝက်လောက်အလင်းတွေစုပ်ယူပြီးတဲ့နောက်ဖြစ်စဉ်ကရုတ်တရက်ဆိုသလိုရပ်တန့်သွားပါတော့တယ်ပြီးတော့ပလင်းမျက်နှာပြင်ပေါ်မှာ
ရှေးခေတ်ကစလုံးတွေကလိုထူဆန်းပြီးခမ်းနားလာတဲ့ရွှေရောင်စလုံးလေးတွေကအစီအီထွက်ပေါ်လာကမရက်မနာလှည့်ပတ်နေပါတော့တယ်ပလင်းပေါ်ကတစ်ရွက်ဒီဇိုင်းတွေကလည်းအစိမ်းရောင်လင်းတွေဖြာထွက်လာခဲ့တယ်ဒီအံ့ဩစရာမြင်ကွင်းကတော့ခိတ္တမျှတာဖြစ်ပြီးအရာအလုံးငကိုအတိုင်းပြန်ဖြစ်သွားတဲ့အခါဟန်လီလည်းစမ်းသက်တဲ့အနေနဲ့ပလင်းအဖုံးကိုလှမ်းကင်ပြီးဖွင့်ကြည့်လိုက်ပါတယ်အံ့ဩစရာကောင်းလိုက်တာဆိုပြီးအားစိုက်စရာမလိုပဲအလိုလိုပဲပလင်းဖုံးကအလွယ်တကူပွင့်သွားခဲ့တာပါခွန်အားကြီးမားတဲ့တိုင်းသမားတွေတောင်ဖွင့်မရတဲ့ပလင်းကအခုလိုမျိုးလွယ်လေးပွင့်သွားတာကိုဟန်လီတယောက်မယုံနိုင်ဖြစ်ပြီးခါပြန်ကြည့်နေမိပါတော့တယ်သူ့စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီးတော့ပလင်းထဲကိုငုံကြည့်လိုက်တဲ့အခါပလင်းထဲမှာပဲစီရွယ်စားလောက်ပဲရှိတဲ့ကြောက်စိမ်းရောင်ရည်တစ်စက်ပဲရှိနေပါတယ်၎င်းကပလင်းထဲမှာလှည့်ပတ်စီစဉ်ရင်အစိမ်းရောင်ဖြော့လေးလင်းလဲ့နေတာပါဟန်လီကတကယ်ပဲစိတ်ပြတ်သွားခဲ့ပါတယ်သူဒီလောက်အပင်မခံအားစိုက်ခဲ့တဲ့ဆုလက်ကဒီတာမတ်အရေးတစ်စက်တည်းအတွက်လားဆိုပြီးသူဟာစိတ်ပြက်လက်ပြက်နဲ့ပလင်းကိုအိတ်ထဲပြန်ထည့်ပြီးခန်းစီကိုပြန်လာခဲ့ပါတော့တယ်လွန်ခဲ့တဲ့ရက်တွေမှာညမအိတ်ပဲပလင်းကိုအာရုံစိုက်ခဲ့ရလို့ဟန်လီဟာနေကင်းပတ်ကြည်ကြံတဲ့အခါအမြဲအိမ်ငိုက်နေတတ်ပါတယ်ဒါဟာသမားတော်မော့ကိုအကြီးကျယ်ဒေါသထွက်စေခဲ့ပြီးငါတပည့်မှလက်ခံမိပြီလားလို့တောင်ရေရွတ်စေခဲ့တာပါဟန်လီကိုယ်တိုင်လည်းဒီကျင့်စဉ်ကသူ့ခန္ဓာကိုယ်ကိုဘာမှမထူးခြားစေလို့ကျင့်ကြံခြင်းစိတ်တောင်မရှိပဲဖြစ်နေတာလဲပါမှာပေါ့လေဒါပေမဲ့ဒုတိယနေ့မှာတော့ဟန်လီတယောက်နိုးထလာပြီးကျင့်ကြံခြင်းနဲ့အယူတယောက်လိုပြန်ပြီးနှစ်မြုပ်လိုက်ပါတော့တယ်ဘာဖြစ်လို့လဲသိတာသမားတော်မောရဲ့ရိုးရှင်းတဲ့စကားတခွန်းကြောက်ပါဟန်လီမင်းဒီကျင့်စဉ်ကိုတဆင့်တိုးတက်လာတိုင်းမင်းရမဲ့ငွေပြားပမာဏကိုငါနှစ်ဆတိုးပေးမယ်သမားတော်မောဟာဟန်လီတယောက်ဘလောက်ပတ်စံမဲ့လဲဆိုတာကိုသိလို့ကွက်တိကိုဆွဲဆောင်လိုက်တာပါပတ်စံရမယ်ဆိုတော့ဟန်လီအတွက်စူးစမ်းဖို့လုံလောက်တဲ့တွန်းအားတစ်ခုဖြစ်သွားတာပေါ့ဟန်လီဟာဒုတိယအဆင့်ကိုချိုးဖျက်ဖို့ကြောက်သားခန်းထဲမှာနေရောညမှာအသေးတန်ကြင့်ကြံအားထုတ်ပါတော့တယ်ပလင်းထဲကရေဆက်ချောင်းတွေကိုတောင်စမ်းတက်ဖို့မေးသွားတဲ့အထိပါပဲသမားတော်မော့ကိုယ်တိုင်လည်းဟန်လီတယောက်စိတ်အာရုံမပြန့်လွင့်အောင်နှဖျားလက်တောင်ကြားကိုပါချိတ်ပိတ်ထားပြီးလူနာတွေကိုတောင်တောင်ကြားပြင်ပါမှာပဲကူတာပေးခဲ့ပါတယ်။စောင်းကုံလို့စောင်းရာသီရောက်လာခဲ့ပါပြီ။နှွေဦးကိုကြော်ဖြတ်လို့နှွေရာသီကိုတဖန်ရောက်လာပြန်ပါပြီ။မျက်စိတမိတ်အတွင်းမှာပဲ၄နှစ်ဆိုတဲ့အချိန်ကာလဟာကုံဆုံးသွားခဲ့ပါပြီ။အခုဆိုရင်ဟန်လီဟာအသက်14နှစ်အရွယ်ကိုရောက်ရှိလို့လာခဲ့ပါပြီ။သူဟာစကားနေပြီးဆုံးဖြတ်ချက်ပြတ်သားကဝါကျင့်အသားရည်နဲ့တာမန်ကြီးလက်လူငယ်တယောက်ဖြစ်ကြီးပြင်းလာခဲ့ပါတယ်။ရုပ်ရည်ကလည်းထူးထူးခြားခြားချောမောခြင်းမရှိသလိုမြင့်မြတ်တဲ့ကြက်တရည်လည်းမရှိပါဘူး။တာမန်လေသမားကလေးတယောက်ပုံစံပါပဲ။ဒါလေးနှစ်လုံးကြောက်သားခန်းထဲမှာနေ့တိုင်းအားသွန်ခွန်ဆိုင်ကြင့်ကြံခဲ့တဲ့ရလပါ။သူဟာအိမ်နဲ့ကြောက်သားခန်းကိုပဲအသွားပြန်လုပ်ခဲ့ပြီးတမားတော်မောစီမှာစေးပညာသင်စာအုပ်တွေဖတ်ရင်းသူ့ရဲ့တကဘာလုံးဟာဒီတောင်ကြားလေးဖြစ်လာခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့ကြိုးစားမှုတွေဟာအချင်းကြီးမဖြစ်ခဲ့ပါဘူး။သူဟာနောက်ဆုံးမှာတော့ဆရာဖြစ်သူမျှော်လင့်ထားတဲ့တတိယအဆင့်ကိုအောင်မြင်ချိုးဖြတ်တက်ရောက်နိုင်ခဲ့ပါပြီ။ဟန်လီတယောက်ကြင့်ကြံခြင်းထဲမှာပဲအယူတယောက်လိုနှစ်မြုပ်ထားတာကိုတမားတော်မောကအလွန်ပဲသဘောကျနေရှာပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းတမားတော်မောဟာဟန်လီရဲ့အဆင့်တက်တာနှိကွေးလွန်းတယ်လို့ခံစားနေရပုံပါပဲ။ဒီနှစ်တွေအတွင်းမှာတမားတော်မောရဲ့ဝေဒနာကပိုပြီးတော့တောင်ပြင်းထန်လာခဲ့ပါတယ်။တနေ့ကိုအကြိမ်ပေါင်းမရည်တွက်နိုင်အောင်တဟို့နဲ့ချောင်းတွေစိုးနေပြီးသူ့ရဲ့ခန္ဓာကိုယ်ကြီးကတိတ်ရွှေ့နဲ့ယိုယွင်းလာခဲ့ပါပြီခန္ဓာကိုယ်ချင်းတွေပိုဆိုးလေပါပဲသမားတော်မောဟာဟန်လီရဲ့ကြည်ညံခြင်းကိုပိုပြီးတော့တွန်းအားပေးလာလေပါသူ့ရဲ့စိုးရိမ်ပူပန်မှုတွေကတော့ထင်ရှားလှပါတယ်သမားတော်မောဟာဟန်လီကိုငွေကြီးအမြောက်များတိုးပြီးယုံတာမကပဲသူ့ကိုကြည့်တဲ့အခါတိုင်းရှားပါတဲ့ယန္တနာတစ်ခုကိုကြည့်နေတယ်လို့မျိုးနူးညံ့ညင်သာလွန်နာပါတယ်ဒါပေမဲ့အမည်မဲ့ကျင့်စဉ်ကိုတတိယအဆင့်ထိကျင့်ကြံထားပြီးဖြစ်တဲ့ဟန်လီကတော့အာယုံခံစားမှုအလွန်ကိုစူရှနေပါပြီသူဟာတမားတော်မောရဲ့နှွေးထွေးတဲ့အကြည့်တွေရဲ့နောက်ွယ်မှာအေးဆက်ပြီးတော့လောဘတကြီးဖြစ်နေတဲ့အရေးရောင်စိုးတွေကိုအမှတ်မထင်တွေ့မြင်လိုက်ရပါတယ်အဲ့ဒီအကြည့်တွေကဟန်လီကိုစံပြားကနေရိုးရင်းချင်စီထိအောင်ကြောစိတ်အောင်ကြောက်လန့်သွားစေခဲ့ပါတယ်တမားတော်မောဟာသူ့ကိုအသက်ရှင်နေတဲ့လူတစ်ယောက်လိုမမြင်ပဲအသုံးချရမယ့်အရာဝတ္ထုတစ်ခုလိုမြင်နေတယ်လို့ခံစားချက်ကြီးကဟန်လီကိုတန်တရားတွေကြီးထွားလာစေခဲ့ပါတယ်ဒါပေမဲ့ဟန်လီဟာဆိုရင်ငါစီမှာသူစိတ်ဝင်စားစရာဘာမှမရှိဘူးဆိုပြီးသူ့ကိုယ်သူပြန်ပြီးနှစ်သိမ့်နေခဲ့မိပါတယ်လက်ရှိမှာတော့ဟန်လီကဆိုရင်ပြဿနာကြီးကူနဲ့ရင်ဆိုင်နေရပါတယ်သူဟာတတိယဆင့်ရဲ့အ
ကန့်သက်ကိုရောက်ရှိနေပြီဖြစ်ပေမဲ့သမားတော်မော်ပြင်ဆင်ပေးထားတဲ့အဖိုးတန်ဆေးပတ်ဝင်ပင်တွေကတော့အကုန်လုံးကိုပြက်လက်သွားခဲ့တာပါသူဟာစေဝါထောက်ပံ့မရှိရင်ကြည်ညံခြင်းလမ်းစဉ်မှာရှေ့ဆက်မတိုးနိုင်တဲ့တာမန်ပါရမီသာရှိတဲ့လူငယ်တစ်ယောက်ဖြစ်နေတာပါဟန်လီဟာအပြစ်ရှိသလိုခံစားရတာကြောင့်သမားတော်မော်စီသွားပြီးသူ့ရဲ့ကြည်ညံခြင်းမှာရှေ့ဆက်မတိုးပဲပိတ်ဆို့နေကြောင်းကိုဖွင့်ဟပြောဆိုလိုက်ပါတော့တယ်လွန်ခဲ့တဲ့တစ်နှစ်ပတ်လုံးဟန်လီရဲ့ကြည်ညံမှုကအနှဲငယ်များတိုးတက်မလာဘူးဆိုတာကိုကြားသိလိုက်ရတဲ့အခါသမားတော်မော်ရဲ့မျက်နှာကြီးကချက်ချင်းပဲအလွန်ရုပ်ဆိုးသွားပါတော့တယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကသမားတော်မော်ဟာဟန်လီကိုမစူပူခဲ့ပါဘူးထဲ့စရာပစ္စည်းတွေကိုအမြန်ပြင်ဆင်ပေးပြီးလိုအပ်တဲ့ဆေးပင်တွေသွားတူဖို့ချီးချွမ်းခိုင်းကနေ2 ရက်အတွင်းတောင်အောက်ကိုထပ်ခွာသွားပါတော့တယ်သမားတော်မော်ထွက်ခွာသွားပြီးတဲ့နောက်နတ်ဖျားလက်တောင်ကြားထဲမှာဟန်လီတယောက်တည်းကြံနေခဲ့ပါတယ်ဒီနေရာမှာသူ့တငယ်ချင်းကျန်းထဲအကြောင်းကိုပြောပြရပါဦးမယ်ကျန်းထဲဟာလွန်ခဲ့တဲ့2 နှစ်ကစင်တန်ချက်ကကျင်းစင်ရဲ့တတိယအဆင့်ကိုရောက်ပြီးကတည်းကအစအနမကျန်ပျောက်ကွယ်သွားခဲ့တာပါသူဟာတိုင်းလောကထဲမှာစူးစမ်းညင်လို့ထွက်သွားတယ်ဆိုတဲ့နှုတ်ဆက်စာတစ်စောင်ပဲခြံထားခဲ့ပါတယ်ဟန်လီကတော့ကျန်းတွေကသရုတ်ဒစင်းရဲ့ပြင်းထန်တဲ့နာကျင်မှုကိုမခံနိုင်လို့ထွက်ပြေးသွားတာလားလို့တွေးမိပေမဲ့စိတ်ထဲမှာတော့ဒီကိစ္စကမျက်မြင်ထပ်ပို့ပြီးနက်နေတဲ့လှုပ်ဝက်ချက်တစ်ခုရှိနေမယ်ဆိုတာကိုသေချာသိရှိနေခဲ့ပါတယ်ဟန်လီကတောင်ကြားထဲမှာပြင်းလာတာကြောင့်လေးနှစ်လုံးမထွက်ဘူးတဲ့နတ်သက်တန့်တောင်ကြီးကိုလဲပတ်ဖို့ထွက်ခွာလာခဲ့တယ်ဒီလေးနှစ်အတွင်းမှာကြင့်ကြံနေရတဲ့အတွက်ကျင်းထောင်နဲ့နေခဲ့ရသလိုဖြစ်နေခဲ့တာပါသူဟာဂိုင်းသားတွေနဲ့မတွေ့အောင်လမ်းကြားလေးအတိုင်းလျှောက်လာရင်ရုတ်တရက်တောင်ကြားလူမြောင်တစ်ခုတည်းကနေဆဲဆူတန်တွေနဲ့လက်နက်ချင်းထိခတ်တန်တွေကိုကြားလိုက်ရပါတယ်ဘလို့ဖြစ်လို့ဒီလောက်ခေါင်နေနေရပါလူတွေစုဝေးနေရတာလေဟန်လီဟာတိကျင်စိမ့်နဲ့တိတ်တဆိတ်သွားချောင်းကြည့်လိုက်တဲ့အခါမှာအံ့ဩမင်တက်သွားခဲ့ရပါတယ်တစ်တော်တွေနဲ့ဖုံးကွယ်ထားတဲ့အဲ့ဒီလူမြောင်ကျင်းထဲမှာမဲချီးရွှံကိုင်းရဲ့လူငယ်တပည့်ပေါင်း100လောက်နီးပါးဟာအုပ်စု2စုခွဲပြီးပြင်းထန်တဲ့မုံနီးမှုတွေနဲ့တစ်ဖက်နဲ့တစ်ဖက်ရန်ဆောင်နေကြလို့ပါပဲအားလုံးဟာအသက်15နှစ်ကနေ20ဝန်းကျင်လူငယ်လေးတွေပါဟန်လီဟာအဲ့ဒီလူအုပ်ထဲကိုတေးသေးချာချာစူးစိုက်ကြည့်လိုက်တဲ့အခါမှာသူ့နှကမ်းမှာအပြုံးတစ်ခုပေါ်လာပါတယ်ဝန့်ချင်းပေါင်တန်းတာလူမာယွင်အိုးဖတီးဝမ်ကလည်းအရင်ကအထက်ပိုဝလာတာပဲနေဟိုလူကတန်ကောင်းရုံပုတ်ဘူးလားအရင်ကအသားမဲမဲကြီးကနေအခုကြမှာအမျိုးသမီးတယောက်လိုဖြူဖွေးနှုတ်ဖက်နေတာပဲတနေ့ကုန်ဘာမှမလုပ်ပဲထိုင်စားနေလို့ထင်တယ်ဟာဟန်လီဟာကြီးမားတဲ့တစ်ပင်ကြီးတစ်ပင်ပေါ်ကိုကုတ်တွေ့တက်ရင်သူခိုင်းကိုဝင်ကားစားကရင်းနှီးတဲ့မျက်နှာတွေကိုကြည့်ပြီးအတွေးကဘာတဲ့ကိုပြန်လဲနှိမ့်မြုပ်သွားပါတော့တယ်လူမြောင်အောက်ချိန်မှာတော့လက်ပလာနဲ့လူငယ်2ယောက်အသေးတန်တိုက်ခိုက်နေကြပါတယ်တယောက်ကတော့ဝတ်တုတ်တောင်းနေတဲ့ခန္ဓာကိုယ်နဲ့လက်သီးအားကောင်းလာတဲ့ဟန်လီရဲ့တငယ်ချင်းကောင်ဖတ်တီးဝမ်ပါပဲသူ့ရဲ့လက်သီးချက်တွေကလေဝေလိုင်းတွေထွက်ပေါ်လာလောက်အောင်အားပါလွန်လှပါတယ်တစ်ဖက်လူကတော့ကြွက်တကောင်လိုပဲဖတ်တီးဝမ်အားကုန်သွားအောင်ရှောင်တိန်ရင်ကွက်ချောင်းနေတာပေါ့ဟန်လီဟာသူ့တငယ်ချင်းအနိုင်ရပါစေလို့ဆုတောင်းရင်ဒီနေရာမှာဘာတွေဖြစ်နေလဲဆိုတာသိချင်လို့ဘေးဘီကိုဝေဝဲကြည့်လိုက်မိပါတယ်အဲ့ဒီချိန်မှာကြောက်တုံတုံမော်ထိုင်ပြီးသူ့ခေါင်းကိုရိုက်သူ့ခါကိုကန်အားကုန်က3ပြစ်လိုက်ဆိုပြီးတက်ကြွအော်ဟစ်အားပေးနေတဲ့လူငယ်လေးတယောက်ကိုသတိပြုမိသွားပါတယ်ကြည့်ရတာဖတ်တီးဝမ်ဘက်ကထင်ပါရဲ့ဟန်လီလည်းဆက်စုချင်စိမ့်နဲ့တစ်ပင်ပေါ်ကဆင်းပြီးအဲ့ဒီလူနာကိုကတ်သွားလိုက်တယ်စီနီယာတိုက်ခိုက်နေတဲ့နေရာကဘသူတွေလဲဗျာသူတို့ကဘာကြောင့်တိုက်ခိုက်နေကြတာလဲငါတိလားဟုတ်လားပေသီးမရှိတဲ့ကိစ္စဒီကိုင်းထဲမှာဘာမှမရှိဘူးကွာကုန်တိတာပေါ့ဒါနဲ့မင်းကဘာလုပ်လဲအရင်ကလုံးဝမမြင်ဘူးတပည့်သစ်စစ်စီပွဲကလေလူသေးရမဟုတ်လားအချို့ကဟန်လီပါဟိုးမှတိုက်နေတဲ့ဖတ်တီးဝမ်ရဲ့ငွေချင်းပေါ့လုံခဲ့တဲ့နှစ်တွေမှာတကားပိတ်ကြင့်ကြံနေလို့ဘသူမှမသိကြတာပါဟန်လီကတဝက်လိန်ပြောပြီးပေသီးလေးကတော့ဟန်လီရဲ့ဝတ်စုံကိုကြည့်ပြီးယုံသွားပုံရပါတယ်ပြီးတော့မှဒီတိုက်ပွဲရဲ့နောက်ွယ်ကလှုပ်ဝက်ချက်ကိုဖောက်တယ်ချပါတော့တယ်ပေသီးလေးရဲ့ပြောစကားအရဒီပြဿနာတွေအားလုံးဟာမိမတယောက်ကြောင့်စတင်ခဲ့တာပါဒီကိစ္စကဖတ်တီးဝမ်ရဲ့ဝန်ခွဲကိုဝန်ရံနဲ့ကြမ်းချံကွေဆိုတဲ့အတွင်းကိုင်းတစ်ပည့်2ယောက်ကြားကကိစ္စပေါ့အဲ့ဒီမိန်းကလေးဟာဝန်ရံနဲ့ဆိတ်ဆက်ထားသူဖြစ်ပေမဲ့ကြမ်းချံကွေရဲ့အဖေဟာအာနာနဲ့ပတ်စံကိုတုံးပြီးဝန်ရံစီကနေအဓမ္မလူယူသွားခဲ့တာပါဝန်နဲ့ကြည်ကွဲလုံးတဲ့ဝန်ရံဟာမြစ်ထဲကုန်ချပြီးတေချောင်းကြံခဲ့ရှာပါတယ်ဒီအဖြစ်ကိုတည်သွားတော့သူ့ညီဖတ်တီးဝမ်ကမခံမရနိုင်ဖြစ်ပြီးသူ့ကိုယ်အတွက်လက်စားချေဖို့ကြမ်းချံကွေနဲ့2ယောက်ချင်းစိန်ခေါ်ပွဲလုပ်ခဲ့တာပါရှုံးတဲ့သူကအစီကလှုပ်ကြီးပေါ့ဒါပေမဲ့ကြမ်းချံကွေကလဲတယ်သူကပတ်စံသုံးပြီးအပြင်ခိုင်းသားတွေကိုကူညီတောင်းတော့ဖတ်တီးဝမ်ကလည်းဂိုင်းထဲကသူ့တငယ်ချင်းတွေကိုခေါ်လာခဲ့ရတယ်ရလက်ကတော့အခုလိုရာချီပြီးအုပ်စုလိုက်အားပြိုင်တဲ့တိုက်ပွဲကြီးဖြစ်လာရတာပါပဲရုတ်တရက်ပေသီလေးអော်လိုက်တာကြောင့်ဟန်လီလှမ်းကြည့်လိုက်တဲ့အခါမှာဖတ်တီးဝမ်ရဲ့ပြိုင်ဘက်ကခြေချော်လက်ချော်ဖြစ်သွားပြီး
ဖတ်တီးဝမ်ရဲ့အေယာမလက်သေးကြီးရဲ့နှစ်ဖူးကိုအရှိန်ပြင်းပြင်းထိုးနှက်ခံလိုက်ရကမြေပေါ်လဲကျသွားပြီးတတိလစ်သွားပါတော့တယ်ဖတ်တီးဝမ်ဘက်ကလူတွေကတော့ဝမ်းသာအားရအောင်ဟစ်ပြီးအောင်ပွဲခံကြတာပေါ့ဖတ်တီးဝမ်ကလည်းလက်သီးလက်မောင်းတန်းပြီးမြောက်ကြွနဲ့သူ့လူတွေစီကိုပြန်လျှောက်သွားပါတယ်ဒါပေမဲ့တိုက်ပွဲကဒီရင်မပြီးသေးပါဘူးတစ်ဖက်စီကနေမျက်နှာထက်မှာရက်ဆက်တဲ့ကြည်လူနဲ့လူငယ်နှစ်ယောက်ကထပ်ပြီးတော့ထွက်လာကြပါတယ်တစ်ယောက်ကဓားပြားကြီးကိုကင်လာပြီးနောက်တစ်ယောက်ကတော့အသွားရှိတဲ့ဓားရှိကိုကင်ဆွဲထားတာပါသူတို့နှစ်ယောက်ကစကားတခွန်းမှမပြောဘဲလက်နက်ကိုစီနဲ့အသေးအံစတင်တိုက်ခိုက်ကြပါတော့တယ်တတ်ထုချင်းရိုက်ခတ်မိတဲ့ဓားသံတွေကလေထဲမှာတချွင်နဲ့ပဲ့တင်တန်ထက်လို့သွားပါတယ်ဓားပြားကြီးနဲ့ဓားရှိကင်ထားတဲ့ဒီနှစ်ယောက်ရဲ့တိုက်ပွဲမှာဘသူကအနိုင်ရမလဲတိုင်းပညာလုံးဝမတက်တဲ့ဟန်လီတယောက်ဒီသွေးချောင်းစီးမဲ့ပဋိပက္ခကြားတဲ့ကနေအနေရကင်းနဲ့တောင်ကြားစီကိုပြန်သွားနိုင်မှာမလားနောက်ထပ်အပိုင်းမှာတော့ပိုမိုပြင်းထန်တဲ့တိုင်းကွက်တွေနဲ့ဆက်ရှိန်တက်လာတော့မှာမို့လို့ like and subscribe လုပ်ပြီးစောင့်မျှော်ပေးကြပါဦး